ဘက်ကာကွယ်ပွဲဖြစ်ပေမဲ့ဘာကြောင့် Joshua Van ထိုးကြီးနေနေတာလဲအားလုံးမင်္ဂလာပါ MMA Universe မှာကြိုဆိုပါရစေခါဘက်ကာကွယ်ပွဲဖြစ်ပေမဲ့ဘာကြောင့် Joshua Van ထိုးကြီးနေနေတာလဲ UFC 328ရဲ့ထိုးကြီးတွေကိုချပြလိုက်ပါပြီအမြင့်ဆုံးကတော့ Khamzat Chimaev ဖြစ်ပြီး$3,900,200ရခဲ့ပါတယ်ပြိုင်ဘက် Sean Strickland က$1,8,200ရခဲ့ပါတယ် Joshua Van ကတတိယအမြင့်ဆုံး$9,400ရခဲ့ပြီးTatsuro Taira ကသူ့ကစားသမားဘဝရဲ့အမြင့်ဆုံးထိုးကြီး$55,700ရခဲ့ပါတယ်။ Van ကခါဘက်စင်ခေါ်ပွဲဖြစ်တဲ့ပန်တိုဂျာနဲ့ပွဲမှာ$1,208,200ရခဲ့တာပါ။အခုထိုးကြီးရဲ့2ဆနီးပါးဖြစ်ပါတယ်။ဘာကြောင့်ချန်ပီယံအဖြစ်ထိုးကြီးကချန်ပီယံမဖြစ်ခင်ကထိုးကြီးတဲ့နဲနေတာလဲ။အဖြေကတော့ကစားသမားတို့ရဲ့ပုံရိပ်ကြောင့်ဖြစ်ပါတယ်။ Van နဲ့မထိုးခင်မှာပန်တိုဂျာဆိုတာ flyweight မှာခါဘက်3ချိန်တောင်ကာကွယ်ထားခဲ့ပြီးသားဖြစ်လို့အတော်လေးကိုနာမည်ရှိနေပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်သူတို့ရဲ့ထိုးကြီးကအလွန်ကိုမြင့်တာပါ။ရှုံးခဲ့ရင်တော့သူတို့ရမယ့်အခြေခံထိုးကြီးကများပါတယ်။နိုင်ရင်တော့ win bonus နဲ့2ဆလောက်ရလိမ့်ရှိကြပါတယ်။အဲ့တော့ပန်တိုဂျာကြောင့်ထိုးကြီးမြင့်ခဲ့တာလို့ယူဆလို့ရပါတယ်